3D ဝါသနာရှင်မိတ်ဆွေများအတွက်2ရက်5လ2026စနေနေ့မှာထွက်မယ်9ကြိမ်မြောက် 3D ထွက်စဉ်ကိုကန်ဆန်းကြမယ်ဆိုရင်မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်အောင်ကျွန်တော်ကဒီဗီဒီယိုဖိုင်လေးတွေမှာထိပ်စီးအလယ်တိုင်းအပိတ်ဆိုင်လေးတွေနဲ့တစ်ခွက်ကောင်းရွေထုတ်ပေးသွားပါမယ်နော်မိတ်ဆွေတို့ကန်ဆန်းရမှာကအောက်ကရေးပေးထားတဲ့ဒီ6ခွက်ပါနော်ကဲကျွန်တော်တို့တစ်ခွက်ကောင်းလေးကိုကျွန်တော်တို့စိုက်လေးတွေနဲ့လေ့လာကြည့်အောင်နော်ဘယ်ခွက်လေးဖြစ်မလဲပေါ့ခွန်ရဲ့9ရဲ့2ရဲ့တဲ့ပေါင်းခြင်း8တဲ့ခွန်9နဲ့ပေါင်းခြင်းဒီ8တဲ့8 6တဲ့ပေါင်းခြင်းဒီ9တဲ့6ရဲ့2ရဲ့ပေါင်းခြင်းဒီ3တဲ့ခွန်9နဲ့ပေါင်းခြင်း8 8 6ပေါင်းခြင်း9 6နဲ့ပေါင်းခြင်း3 6ရဲ့3ညရဲ့2ရဲ့ပေါင်းခြင်း8တဲ့6ရဲ့3ညရဲ့2ရဲ့ပေါင်းခြင်း8တဲ့နှစ်လေတိုင်း6ရဲ့3ရဲ့3ညရဲ့ပေါင်းခြင်းဒီ9တဲ့3ညလေတိုင်း1ရဲ့4ရဲ့ဒီရကနန်းရဲ့ပေါင်းခြင်းဒီ3ဖြစ်ကြမယ်တဲ့အဲတော့ကျွန်တော်တို့က1ရဲ့4ရဲ့1ရဲ့4ရဲ့ပေါင်းခြင်းဒီကကျွန်တော်တို့က9ဖြစ်တော့ဒီကျွန်တော်တို့ဒီ3ရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအလဲတိုင်းက8လာမှရမယ်တော့ပြန်ပြမယ်နော်ခွန်9နဲ့ပေါင်းခြင်း8 3ညရဲ့6ရဲ့2ရဲ့ပေါင်းခြင်းဒီ8ဖြစ်မယ်တဲ့နှစ်လဲတိုင်း9 8 6ပေါင်းခြင်း9 3 6 3ညပေါင်းခြင်းဒီ9ဖြစ်တယ်တဲ့3ညလဲတိုင်း5 6နဲ့ပေါင်းခြင်းဒီ3နဲ့1ရဲ့4ရဲ့8ရဲ့ပေါင်းခြင်းဒီ3နဲ့8လဲတိုင်းဒါဆိုရင်ကျွန်တော်တို့ကအလဲတိုင်း8ဆိုပြီးတစ်လုံးရပြီနော်လဲတိုင်း8ဆိုပြီးတစ်လုံးရပြီကျွန်တော်ကိုထိပ်စီးကိုထပ်ပြီးလေ့လာကြည့်အောင်နော်ဒီက9ရဲ့9ရဲ့ခွင်ဒီက2ရဲ့တဲ့ပေါင်းခြင်းဒီ8တဲ့9ရဲ့ခွင်ရဲ့2ရဲ့ပေါင်းခြင်းဒီ8တဲ့ဒီက8ရဲ့ဒီက6ရဲ့ဒီက6ရဲ့8 6 6ဒီ3လုံးပေါင်းခြင်းဒီ3ညာတဲ့ဒီက6ရဲ့1ရဲ့ဒီက2ရဲ့ပေါင်းခြင်းဒီ9တဲ့9ခွန်နဲ့ပေါင်းခြင်း8 8 6 6ပေါင်းခြင်း3ညာ6 1နဲ့ပေါင်းခြင်းဒီ9တဲ့တော့တိတ်စီယူမယ်နော်ဟောဒီက6ရဲ့2ရဲ့ပေါင်းခြင်းဒီက8ဖြစ်တယ်တဲ့ဒီ8ဖြစ်လို့ဒီမှာ8ဖြစ်တယ်တဲ့ဒီက3ညရဲ့3ညရဲ့ပေါင်းခြင်းဒီကလူ3ညဖြစ်တယ်တဲ့ဒီ3လုံးပေါင်းခြင်း3ညဖြစ်လို့ဒီနှလုံးပေါင်းခြင်း3ညဖြစ်တယ်တဲ့3ညထိပ်
9ခွန်နဲ့ပေါင်းခြင်းသည်10ဖြစ်တယ်တဲ့ဒီမှာ6ရဲ့2ရဲ့ပေါင်းခြင်းသည်ဒီ10ဖြစ်တယ်တဲ့ဒီမှာ6ထိပ်ကျွန်တော်တို့ကဒီပင်မှာကကျွန်တော်တို့ကဒီ6ရဲ့1ရဲ့2ရဲ့ပေါင်းခြင်းသည်က9ဖြစ်တော့တဲ့ကျွန်တော်တို့ကဆွမ်းနာရှာထားတာက10ကအလဲတိုင်းရှိတော့ဒီ9ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က1ပေါင်းမှရမယ်အဲတော့မှ9ဖြစ်ကျွန်တော်တို့ဒီထိပ်စီတစ်လုံးရပြီနော်ဒါဆိုကျွန်တော်တို့ကအပိတ်တစ်လုံးကြံမယ်နော်အဲဆိုကျွန်တော်ဒီကွက်မှာအပိတ်ကွက်မှာထိပ်စီရတဲ့လဲတိုင်းရ8 8ဆိုပြီးရပြီနော်ကျွန်တော်တို့အပိတ်ဆိုင်လေးထပ်ကြည့်မယ်နော်အပိတ်ဆိုင်လေးထပ်ကြည့်မယ်အပိတ်ဆိုင်လေးထပ်ကြည့်မယ်မရပါဆိုတော့ကျွန်တော်ကအပိတ်ဆိုင်မှာဆိုရင်အဲ့ခွန်ရဲ့3ညရဲ့ဒီကခွန်ရဲ့ဒီ9ရဲ့ဒီ4လုံးပေါင်းခြင်းနဲ့ခွန်3ညခွန်3ည9ခွန်နဲ့ခွန်ရဲ့3ညရဲ့9ရဲ့ခွန်ရဲ့ပေါင်းခြင်းဒီကျွန်တော်တို့3နဲ့ဒီက9ရဲ့6ရဲ့6ရဲ့10ဒီ4လုံးပေါင်းခြင်းဒီတဲ့ဒီ4လုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့က9တဲ့နော်5 6 6 8 5 8 6 6ပေါင်းခြင်းဒီ9တဲ့အဲ့တော့ဒီ4လုံးပေါင်းခြင်းဒီတဲ့5 6 1 1ပေါင်းခြင်းဒီ3တဲ့ဒီ3လုံးပေါင်း3ဖြစ်တယ်တဲ့2ရဲ့9ရဲ့ပေါင်းခြင်း3ဖြစ်တယ်တဲ့ဒီ4လုံးပေါင်းခြင်း3ဒီ3လုံးပေါင်း3ဖြစ်တယ်တဲ့ကျွန်တော်ကဒီ4လုံးပေါင်း5ဒီ3လုံးပေါင်း5ဖြစ်တယ်တဲ့6 3ည9ပေါင်းခြင်း5ဖြစ်တယ်တဲ့ဒီ4လုံးပေါင်းခြင်း3အဲ့တော့ဒီ3လုံးပေါင်းခြင်း3ဖြစ်ကမယ်တဲ့အဲ့တော့ကျွန်တော်တို့က3ဖြစ်ဖို့အတွက်ဆိုရင်8 2ရဲ့ပေါင်း3ညဒီ3ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က3လို့လာမှရမယ်ကျွန်တော်ကအပိတ်ဆိုင်တွေကကျွန်တော်တို့က3ဆိုပြီးတော့ရှာရနော်ဒိတ်စီ1လဲတိုင်း8အပိတ်3 1 8 3ကျွန်တော်ကဒီ6ခွက်ထဲမှာကျွန်တော်ကဒီ1 8 3စိုက်လေးရအကောင်းဆုံးပါနော်ကျွန်တော်ကလည်းရ site တွေရှိရယ်နော်ဒါပေမဲ့ site တွေကအရင်များသွားမယ်နော် video file ကြီးလည်းအရင်ရှည်သွားမယ်တော့ကြောင့်မလို့ကျွန်တော်ချမပြတော့ပါဘူးနော်1 8 3ကွက်ကောင်းပေါ့1 8 3ကွက်ကောင်းကျွန်တော် break site လေးထပ်ပြီးသွားမယ် break site လေးနဲ့ပြန်ပြီးချုပ်ကြည့်တာပေါ့ဒါ break site ကြည့်မယ်နော်ကျွန်တော်တို့ break site လေးကြည့်မယ်နော်ခွန်နဲ့ပေါင်းခြင်းဒီ6တဲ့5 6 6တဲ့ပေါင်းခြင်းဒီခွန်နဲ့5 1နဲ့ပေါင်းခြင်းဒီ8တဲ့ခွန်နဲ့ပေါင်းခြင်း6 5 6 6ပေါင်းခြင်းခွန်5 1နဲ့ပေါင်းခြင်း8ဟုတ်နော်ကျွန်တော်ကအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာက9ရှိတယ်9လို့ရှိတာရယ်နော်ကျွန်တော်ဒီ9ကနေပြီးတော့တဲ့ဒီ6ဖြစ်ဖို့အတွက်ဒီ9ကနေပြီးတော့ဒီ6ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ねကျွန်တော်ခွန်လာမှရမယ်
ကျွန်တော်ခွန်လာပါရမယ်ဒီခွန်ရ9ရဲ့ပေါင်းခြင်း6ဖြစ်တာကိုဒီမှာ6အဲ့တော့ဒီမှာ9ရှိတော့ကျွန်တော်တို့ကဒီမှာခွန်ဖြစ်ကြမယ်ခွန်9ပေါင်းခြင်းမှာ6ကိုအဲ့တော့ကျွန်တော်တို့ကဒီပင်အတွက်ဒီချိန်အတွက်complete ကြရမယ် complete 6နှစ်9 6ရဲ့2ရဲ့ပေါင်းခြင်း8 9ရဲ့ပေါင်းခြင်းcomplete 566ပေါင်းခြင်းခွန်နဲ့ကျွန်တော်တို့ကဒီမှာ8ရှိတယ်ဒီမှာ8ရှိတော့ကျွန်တော်တို့က8ကနေပြီးတော့ခွန်ဖြစ်ဖို့အတွက်ကျွန်တော်တို့က9ဖြစ်မှရမယ်နော်9ဖြစ်မှရမယ်အဲ့တော့ကျွန်တော်တို့ကဒီပြင်မှာ9 break 3ညရဲ့3ညရဲ့ပေါင်းခြင်း3ည9နဲ့ပေါင်းခြင်း9 break ကျွန်တော်တို့ဒီပင်တော့9ရဲ့1နဲ့ပေါင်းခြင်း8တဲ့ကျွန်တော်တို့ကဒီမှာ6လို့ရှိထားတယ်6လို့ရှိတာတော့ကျွန်တော်တို့ကဒီ6ကနေပြီးတော့ဒီ8ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကနှစ်ထဲမှာရမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီပင်တော့နှစ် break နော်ကျွန်တော်တို့ဒီပင်အတွက်ကနောက်ပြမှာထွက်မယ်ကျွန်တော်တို့ဒုတိယအတွက်ကနှစ် break ဖြစ်ရမယ်ကဲအဲ့ဒါကျွန်တော်ပြန်ကြည့်အောင်နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ပေါ့နှစ် break ဆိုရင်ကျွန်တော်ဆောနာရေးပေးခဲ့တယ်183 point ကို3နဲ့ပေါင်းရင်နှစ် break 183နှစ် break နဲ့တွန်းညှိရနော်183ကျွန်တော်နှစ် break တစ်ခွက်ရှိသေးတယ်နော်9နှစ်တည်းနောက်ကွက်အဲ့နှစ်ကမိန်ပေါ့နော်ကဲ 3D ဝါသနာရှင်များအတွက်ဒီနှစ်ကွက်ကမိန်ပါလို့နော်ကဲကျွန်တော်တို့မနေ့ပြန်ပါအားလုံးကန်ထူးကြပါစေဗျာနော်